အရန်နေရားနေတဲ့အချိန်လေးပေါ့တဲ့မလားအရန်အထဲမှာပိုးတွေရှိရကွာအခုဆိုရင်အဲ့လိုမိုးတွင်းမလားအတွင်းခံနေပါဆိုရင်မချောက်မဆိုးနဲ့တခါတည်းဝစ်မိလိုက်တာတို့ဘာတို့ပေါ့နော်အဲ့လိုမျိုးဆိုရင်အထဲမှာတအားရတယ်ခုနကအမပြောသလိုပဲပတ်တွေပါအချိန်အကြာကြီးပေါ့ပတ်ကလဲပေးရတယ်တခါတည်းကျရင်အလုံးနဲ့ဆိုတော့ပတ်လဲဖို့အချိန်မရှိတာပေါ့ဆိုအချိန်ကြီးအကြာကြီးပတ်ခံထားပြီးတော့နောက်နေ့ဆိုရားလာအဲ့လိုရားနေတယ်မှာဒီကောင်ထည့်လိုက်တဲ့ခါလေးဟာဘယ်လိုပြောရမလဲတကယ်ကိုလေဆေးနဲ့ကိုကြောခါနေလုံးဝထိပြီးတွေ့လိုက်တာလေအထဲမှာလေအနက်လေးကအစားလေးအော်ငါဒီအနက်လေးအခုရနေရဒီအနက်ကိုဒီအနက်အခုရအရန်ယူသွတ်တယ်ဒီအနက်ဟောငါခန္ဓာကိုယ်ကိုတကယ်ကိုတန့်စင်သွားပါပြီဆိုပြီးတော့ဖိဖြစ်သွားတာတကယ်ကြီးရားနေတရက်2ရက်2 6လောက်ထက်ပြီးသွားရင်အဲ့နေငါသွားပဲအဲ့ရားတာလုံးဝမရှိတော့မရက်ပြည့်နဲ့ငါနောက်ထပ်3ချောင်းခြံထားမယ်နောက်ရားမှထပ်တယ်မလို့သွားမလို့နဲ့ဒီအထက်ကဖြစ်နေတဲ့ဟာကိုပြအောင်ခုမလိုက်စေးငန်းတွေပါသွားเสียမလို့ဒါအခါတလေကျရင်အရန်ရားတယ်မလားအရန်ရားတဲ့အခါကျရင်ဒီကောင်က2ရက်2 6လောက်နဲ့ဟိုကွက်တိပြတ်ပြေးဆုံးသမားလဲသုံးလို့ရတယ်တအိမ်ထုတ်ထားလဲသုံးလို့ရတယ်ဘာဖြစ်တချို့ကလေကိုကတိုင်ထုတ်ထားပြီးမဆိုင်တော့မဟုတ်ဘူးသူကမင်းမကိုလမ်းကြောင်းရှိနေကိုအမှပိုးဝရှိနေဘာမရွေးအကုန်သုံးလို့ရတယ်ပြီးတော့တအိမ်ထုတ်ထားတဲ့သူများလဲသုံးလို့ရတယ်ဖွားဖွားကြီးတွေမမေအကုန်လုံးသုံးလို့ရတယ်